Hello မင်္ဂလာပါကျွန်တော်ကတော့အခုရင်နောက်တော့ခွဲစိတ်ပြီးသွားပြီကွာအကောင်လုံးပြီးသွားပြီ video file လည်းအကောင်လုံးတွေ့ကြမယ်လို့ထင်ပါတယ်ခွဲစိတ်မှုကတော့လုံးဝမိုက်တယ်ဂျပန်ကလာမဲ့သူတွေကထိုင်းမှာရှိတဲ့ညီကိုတွေရောပဲရင်နောက်ခွဲစိတ်ခြင်းနဲ့ရင်နောက်ခွဲစိတ်မှုလုပ်ခြင်းနဲ့ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်တော့ VK ကလေးပေါ့နော် VK ကလေးမှာ TikTok ကလည်းရှာလို့ရတယ်Facebook ကလည်းရှာလို့ရတယ် VK ကလေးကို video အမှရိုက်ရှာလိုက်ကွာရိုက်ရှာတဲ့အခါကျရင်တွေ့လိမ့်မယ်အဲ့ထက်မှာရှာပြီးတော့အသေးစိတ်ကိုချက်ပေါက်ကနေပြီးတော့စုံစမ်းရင်နောက် site ကတော့ကွာ site ပုံမူတည်ပြီးတော့ဈေးကွာလာတယ် site တွေတလောက် site တွေတလောက်ဈေးကတော့ကွာပါမယ်အရင်တော့မများဘူးမြန်မာစကားကိုကထိုင်းစကားတက်တော့ထိုင်းစကားနဲ့ပြောကွာမပြောမတက်ဘူးဆိုတော့စကားပြန်ခေါ်ပြီးတော့လို့ site ပုံမူတည်ပြီးဈေးကွာလာတာဖြစ်တဲ့ကြောင့်မလို့အဲ့လောက်ကြီးရောပတ်စံစုကြလဲပတ်စံအများကြီးကြောက်သွားမယ်လို့မထင်နဲ့ကွာဒီလားလက်ရတော့ကောင်းတယ်တော့ကောင်းတယ်ဝင်ဆောင်မှုပိုင်းဆိုင်ရာကောစားပြပိုင်းဆိုင်ရာကောဒီကလေးကအများကြီးကောင်းတယ်အဲကြောင့်မလို့ recommend ပေးပါတယ်ဒီကလေးကို TikTok ကနေရှာကြည့်ကြပါလို့ဒီကလေးရှိရမှာဒီကလေး bye